ပြဿနာတွေဟာအတွေးဟာစတယ်လေအဲ့ဒီအတွေးဟာကောင်းကောင်းအာယုစိတ်တွေလောဘတွေရဲ့အရင်းမြစ်ပဲဖြစ်တယ်မြတ်စွာဘုရားကကာမဆိုတဲ့ဒီတဏှာရာဂရဲ့အရင်းမြစ်ကိုတွေးတောခြင်းကစတယ်လို့ဆိုပြီးတွေးတောမှုကိုတွန်းလှန်ဖယ်ရှားပစ်ဖို့ဝိရိယဆိုတာလိုအပ်တယ်လောကမှာအတွေးတွေကလူတိုင်းဟာအတွေးကိုယ်စီနဲ့ရှိကြတာဖြစ်တော့ကြောင့်ကိုတွေးတဲ့အတွေးကိုဆန်းစစ်ဖို့လိုအပ်တယ်ကာမဂုဏ်အာယုန်တွေခံစားဖို့လောဘနဲ့တွေးတဲ့အတွေးတွေလားသူတော်ဘာကိုညှင်းမုန်းတီးတဲ့ဒေါသနဲ့တွေးတဲ့အတွေးတွေလားသူတော်ဘာကိုညှင်းဆဲတပ်ဖြတ်ဖို့ပြင်းထန်တဲ့ဒေါသနဲ့တွေးတဲ့အတွေးတွေလားလို့ဆိုဒီအတွေးမျိုးတွေခုတ္တနာမှာမပေါ်ရလေအောင်တွန်းလှန်ဖယ်ရှားခြင်းကိုပဲဝိရိယလို့အဲ့ဒီအတွေးတွေလက်ခံနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်နည်းနဲ့မှစိတ်ပိုင်းဆိုင်ရာတိုးတက်မှုမရနိုင်ဘူး